ngelihat lebih saudara tu kan ni berdoa kamar sih piana ini anak ku ni anak bela ku awe mahluk ni saudara hong dega aku lu myon nudu bisi na lani mila mafi baik no ni mila ba tengi sini doy no jadi ni berdoa jenama ni berdoa ku pong tolong sih na ku pong de ludai bono di mingelinya tadi pesa dego asyiknya tadi ni tisilo ya Allah ku pong dega bahasa awe mamlu bena hong dega ni berdoa log de nele oh jenama piapa mafi baik no di video le ko ni pi da song le like ကြည့်ပေးပါနော်ကိုကြီးအနင်းတစ်ဝိုင်းမှာငလျင်လောက်ပြီးလှုပ်တော့မယ်ဆိုလို့ရှိရင်ကိုကနေပြီးတော့ဖုန်းကနေပြီးတော့အလန်းလေးထားမြည်ပါတယ်နော်အဲ့လိုမျိုးလေအလန်းလေးတွေမြည်အောင်လုပ်တဲ့နေလန်းကိုကျွန်တော်ဗီဒီယိုလေးမှာပြပေးသွားမှာဖြစ်ပါတယ်နော်ဖုန်းရှိတဲ့လူတိုင်းလောက်ထားလို့ရပါတယ်အဲကြောင့်မလို့ဗီဒီယိုလေးကို like ကြည့်ပေးပါနော်တော့ဒါဖုန်းကအမျိုးအစားစိတ်မတူဘူးနော်ဒါကျွန်တော် Oppo ဖုန်းကပြတာဖြစ်တယ်ဘေးဖုန်းဝေးဖြစ်ပြီးရတယ်ပေါ့နော်ဖုန်းတွေကတော့အမျိုးအစားမတူဘူးဆိုလို့ရှိသေးရတယ်ပထမဆုံးစတင်တဲ့ဝင်ပါနော်ဒီနေရာလေးကို on top ပြီဆိုတာနဲ့သူကနေပြီးတော့အဆင်ပြေပါလိမ့်မယ်နော်အရေးပေါ်ဒီမှာဒီသင်္ကေတတစ်ခုကိုမှတ်ထားပေးပါနော်စတင်တဲ့ကိုရောက်ပြီဆိုတော့ဒီသင်္ကေတနဲ့ဒီသင်္ကေတတစ်ခုကိုမှတ်ထားပေးနော်ဒီနေရာဝန်ဆောင်မှုဆိုတဲ့နေရာလေးကိုကျွန်တော်အရင်ဆုံးပြပေးမယ်ပေါ့နော်ဒီနေရာလေးမှာနေပြီးတော့ကျွန်တော်နေပြီးတော့ဒီမှာပေါ်နေဆွဲလက်လို့ရှိတယ်ဒီမှာငလျင်သတိပစ္စည်းများဆိုတာလေးကိုပါလိမ့်မယ်နော်ဖုန်းတိုင်းမှာပါတယ်နော်အဲ့ဒါလေးကိုနှိပ်ပေးရပါနော်အဲ့ဒါလေးကိုနှိပ်ပေးလို့ရှိရင်ဒီကောင်လေးကိုဒီလိုမျိုးဖြစ်နေလို့ရှိရင် on ပေးထားလိုက်ပါနော်အဲ့ဒါဖုန်းတိုင်းမှာလုံးလို့ရတယ်ငလျင်သတိပစ္စည်းဖုန်းတိုင်းမှာပါပါတယ်နော်ဘာ software မှလည်းမလိုပါဘူးဒီမှာသူကနေပြီးတော့အလုံးလုံးပုံဘလို့အလုံးလုံးလေဆိုလို့ရှိရင်အနည်းတစ်ပိုင်းမှာမြင်ငလျင်လောက်ခက်ကြောက်တွေ့ရှိရတဲ့ခါတဲ့သူကနေကိုနူခမ်းမရှိပေါ့နော်ငလျင်လှုပ်ပြီးဆိုတာနဲ့သူကနေပြီးတော့ခမ်းမရှိပြင်အာနဲ့ဒီနေရာနဲ့ကိုနေရာနဲ့ဘလောက်အကွာဝဲမှာလှုပ်နေတယ်ဆိုတာကိုဖုန်းတွေကအခုလိုမျိုး notification နော်အလန်းလေးမီလာမှာဖြစ်ပါရဲ့နော်ဘာပဲဖြစ်ဖြစ်ကိုကနေပြီးတော့ဒီလိုမျိုးကိုဖုန်းတွေကနေပြီးတော့အလန်းတွေမြည်လိုက်ပြီဆိုတာနဲ့ကိုကနေပြီးတော့သတိထားလို့ရတယ်ကိုရဲ့ဖုန်းအလန်းတစ်ချက်နဲ့ကိုရဲ့အသက်ကိုကေလို့ရတယ်ဆိုတာကိုဒီဗီဒီယိုကနေပြီးတော့သက်သေပြသမှာဖြစ်ပါရဲ့နော်အားလုံးလိုက်ကြည့်ပေးကြပါဒီမှာနေပြီးတော့တစ်ချက်ဖတ်ကြည့်ဖို့နော်ဆိုကျွန်တော်နေပြီးတော့အကုန်လုံးနားလေအောင်မြန်မာလိုပဲကျွန်တော်ပြန်ပြီးတော့လုပ်ပြထားတာဖြစ်ပါတယ်တရုတ်ပြချက်ကိုကြည့်ပါလားကျွန်တော်ဒီကောလည်းတစ်ချက်နှိပ်ကြည့်လိုက်မယ်နော်အင်္ဂလိပ်လုပ်ပြီးဆိုတာနဲ့ဒီလိုမျိုးသတိပစ္စည်းတွေရောသူကနေပြီးတော့ဖုန်းကနေပြီးတော့စားပြီးတော့မြည်မှာဖြစ်ပါတယ်နော်ဒီလိုမျိုးအတန်ကြပြီးဆိုတာနဲ့ကိုကနေပြီးတော့ကိုလွဲမြမင်းနေရာလေးတွေကိုအမြဲဆုံးပြေးလို့ရပါပြီပေါ့နော်သူကနေပြီးတော့ပထမဆုံးနေပြီးတော့ဝက်ခိုက်မယ်ဝက်ပြီးတော့အကာအကွယ်တွေယူခိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အကာအကွယ်တွေယူပြီးတော့လို့ရှိရင်အကာအကွယ်တွေကိုတခြားလေးဆောက်ကခိုက်မယ်အဲ့လိုမျိုးလေးသတိပစ္စည်းလေးတွေပေါ်လာမှာဖြစ်ပါတယ်နော်ကိုကြိုက်ထားတဲ့ဖုန်းကနေပြီးတော့ဒီလိုမျိုးထားနေပြီဆိုတာနဲ့ကိုကသတိချလို့ရရပေါ့နော်ကိုရဲ့အသက်ကိုကေလို့ရပြီပေါ့နော်ဘာပဲပြောပြောနောက်တစ်ခါနေပြီးတော့ဒီမှာလည်းမြင်ငယ်လေးရနဲ့ပတ်သက်လို့နေပြီးတော့ဘယ်လိုမျိုးလုံခြုံရေးအကြံပြုချက်တွေကိုဗီဒီယိုတွေကိုဒီမှာလည်းလဲလာလို့ရပါတယ်အဲ့လေလေးနှိပ်လိုက်ပြီးဆိုတော့ YouTube ကနေပြီးတော့ high time ပြီးတော့ဗီဒီယိုလေးတွေပေါ်လာမှာဖြစ်ပါရဲ့เนาะဒီတက်မှာနေပြီးတော့ကိုမြန်မာဘာသာစကားနဲ့နေပြီးတော့ကိုလုံးကိုဖွင့်ပေးထားတာဖြစ်ပါရဲ့เนาะဒီနိုင်ငံမဆိုဘယ်လူမျိုးမဆိုကဘာမှာရှိတဲ့လူသားတိုင်းလုံးလို့ရပါတယ်ဒီလိုမျိုးအလားပေးထားတဲ့အပြင်နေပြီးတော့ကိုရဲ့အသက်တစ်ချောင်းကိုမြန်ဆုံးကေစင်နိုင်မှာဖြစ်ပါတယ်เนาะခုလိုမျိုးနေပြီးတော့မြင်ငလျင်သတိပစ္စည်းတွေကိုမိမိဖုန်းကနေပြီးတော့အရှင်နဲ့တပည့်ညီသိရှိလို့ရအောင်လို့ဒီဗီဒီယိုလေးကအကျိုးရှိမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုမိမိတငယ်ချင်းမိတ်ဆွေဒီကိုမော်နမတွေရှိသမျှလူတွေမြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားတွေကိုဒီဗီဒီယိုလေးကိုအကျိုးရှိမယ်ဆိုလို့ရှိရင် share လေးလုပ်ပေးပါနော် like တွေဘာမှ follower တွေလုပ်စရာမလိုပါဘူးနော် share ပေးပါဗီဒီယိုလေးကိုနော်အားလုံးနေပြီးတော့အနေကနေပြီးတော့မြင်ငလျင်အနေကနေပြီးတော့ကင်းဝေးနိုင်ကြပါစေ